မြို့ပေါ်မှာအောင်မြင်ဆုံးဆရာမလေးဟာမမျှော်လင့်ပဲတောရွာလေးတစ်ရွာကိုတာဝန်ကျသွားပါတယ်ပထမဆုံးနေ့မှာတင်ကျောင်းအုပ်ကြီးကရွာထဲကလူမိုက်ကြီးရုံးခန်းစီလာနေပြီမို့တတိထားကြဖို့တတိပေးလိုက်ပါတယ်ဆရာတွေအကုန်ကြောက်လန့်တကြားပုံနေကြတော့မြေကြီးပါတုံခါသွားပြီးအဲ့ဒီလူမိုက်ကြီးဟာတကားကိုထိုးခွဲပြီးဝင်လာပါတော့တယ်ကြောက်တူးတုံနေတဲ့ကျောင်းအုပ်ကြီးကဆရာမလေးကိုအဲ့ဒီလူအတွက်ကော်ဖီဖြော်ပေးဖို့မျက်ရည်ပြလိုက်ပါတယ်ဒါပေမဲ့အဲ့ဒီလူကဆရာမလေးနာကတ်လာပြီးချောလိုက်တာလို့ပြောပြီးပျော်ပျော်ကြီးပြန်ထွက်သွားပါတယ်ဆရာမလေးကတော့ကြောက်လန့်ပြီးကြောက်ရွံ့လို့ရက်ကြံခဲ့တာပေါ့အဲ့ဒီညဆရာမလေးအိမ်ပြန်ရောက်တော့အိမ်တကားတော့ပြက်နေတာတွေ့ရပါတယ်အိမ်ရှင်ကိုတွားရှာဖို့အတွက်လမ်းမိမိန်အောက်မှာလက်ထဲမှာအရှိကြီးတစ်ခုကင်ပြီးရှောက်လာတဲ့နေလေကလူမိုက်ကြီးနဲ့တက်တက်တိုးပါတော့တယ်ဆရာမလေးကကြောက်လန့်တကြားနောက်လှည့်ပြေးပေမဲ့သူကနောက်ကနေထက်ချက်မကွာလိုက်လာပါတယ်ဆရာမလေးရဲတိုင်ဖို့လုံနေတော့ကြောပြင်ကိုတစ်ခုခုနဲ့ထိုးမိသွားလို့လှည့်ကြည့်လိုက်တော့မှသူကင်ထားတာကအကင်တုတ်တွေဖြစ်နေပါတယ်ဆရာမလေးလည်းအဆက်ပြေအောင်သူ့ရဲ့တက်တူးတွေကကြောက်စရာကောင်းလို့ပါလို့စင်ကြေပေးလိုက်ပါတယ်ဒါပေမဲ့နောက်တစ်စက္ကန့်မှာပဲအဲ့ဒီလူကတက်တူးတွေကိုခွာချလိုက်ပြီးဒါတွေကတက်တူးလက်စွပ်တွေပါလို့ပြောလိုက်လို့ဆရာမလေးပို့ပြီးတော့အိုးတိုးအီတွေဖြစ်သွားရပါတယ်အိမ်တကားတော့ပြက်နေမှန်းသိတော့သူကကူညီဖို့ရှေ့တိုးလာပါတယ်ဆရာမလေးကတကားကိုကန်ဖွင့်မှဆိုလို့တားလိုက်ပေမဲ့သူကခပ်ပေါ့ပေါ့ပဲနောက်ဆုတ်ပြီး3မီတာမြင့်တဲ့တိုင်းကိုအသားလေးကျော်တက်ကအထဲကနေတကားဖွင့်ပေးလိုက်ပါတယ်သူကဆရာမလေးနာကတ်လာပြီးငါအကင်တွေအေးကုန်ရင်မင်းရော်ရမယ်လို့စနောက်ပြီးထွက်သွားပါတယ်ဆရာမလေးမသိတာကတော့သူတို့နှစ်ယောက်ဟာလွန်ခဲ့တဲ့ရက်ပိုင်းကတည်းကဆုံခဲ့ဘူးတာပါအဲ့ဒီတုန်းကဆရာမလေးကသူ့ကိုရှက်ကိုရှက်ကန်းနဲ့ချောလိုက်တာလို့ပြောခဲ့ဘူးပါတယ်အဲ့ဒီနေ့ကစပြီးသူကဆရာမလေးဘေးနားမှာအမြဲပေါ်လာပြီးနေတိုင်းအကြိုပို့လုပ်ပေးတယ်လို့လက်ဆောင်တွေလည်းပေးခဲ့ပါတယ်ဆရာမလေးစိတ်ညစ်နေချိန်ဆိုမုတ်ထုတ်လေးတွေပေးပြီးအမြဲနှစ်သိမ့်ပေးခဲ့တာပါသူတို့နှစ်ယောက်ရဲ့ဆက်ဆံရေးဟာတဖြည်းဖြည်းပိုကောင်းလာခဲ့ပါတယ်တရက်မှာတော့ဆရာမလေးယထာမစီမိသွားပါတယ်အဲ့ဒီလူကနောက်ပူတာထိပြေးလိုက်လာပြီးယထာတကားပိတ်ခါနီးမှာအတင်းတိုးဝင်လာပါတယ်သူ့ကိုအမှတ်မထင်ဖက်လိုက်မိတဲ့အချိန်မှာပဲဆရာမလေးတယောက်ဒီလူပေါ်အစကတည်းကမျက်နှိုးနေမိမှန်းရိပ်မိသွားပါတော့တယ်